မှာဗါလည်းကဒီငန်းရအောင်တော့လည်းမင်းတို့ဆိုတော့အမေမှာပေါက်တယ်ရှိပါတယ်ပါကောင်းတဲ့အဲ့ခဏကြီးရတယ် ဖုံးပြော ဗီဒီယိုကောခေါ်ပြီးအဲ့ဒါ လင်းနေလင်းပေးမှရှိရင်လည်းတလိမ့်ဆန်ကြီးမလျှောက်လိုက်ညီမရှက်မတော့ဘူးအဲ့လိုလားမထူလို့ရငါထူပြလိုက်မှာအဲ့လိုပြောရင်ရောဟိုအကြီးဆုံးစုပေးတယ်အကြီးဆုံးစုပေးတာမဒီအိမ်ကအစုတွေကအဲ့လိုမျိုးနေလို့လူမျိုးတွေပေးမလို့တာတိန်းထားတာတမဟိုအရှိကြီးပဲဒါပြင်လို့ရဟလားโอเคလွှင့်ပြရအောင်ဒီလိုလွှင့်ခိုင်းငါလွှင့်ခိုင်းတယ်ဘယ်သူကဖောက်ပြန်ဒီကောင်ကဒီမှာဘယ်သူနဲ့လဲကောင်းဟောကိုမင်းလည်းကိုစောစောတက်လာပါဖြစ်လေလေကိုမဲတော့အခုကိုပြောပြမယ်ရိုးတွေကနိုင်ကြဆယ်လီဖြစ်ပြီပဲကြည့်နေတာဆယ်လီဖြစ်ပြီ ကိုနိုင်ကြရဲ့ဒီကောင်းလို့ဆယ်လီဖြစ်ပြီဒါဆယ်လီကောဒါသူမသူကကြာစဉ်းစားတာယူရကြာပြီဘယ်နဲ့လောက်ရှိလဲကလေးလည်းတယောက်ရှိတယ်ဗမာညာထိုင်းပါလေဗျာထိုင်းပါလေညာကလေးတယောက်ရှိတယ်နည်းနည်းရှိပါကလေးတင်းတယ်တနည်းကြောကိုကတော့မှားသေးတယ်ငါစကားပြောရင်တဲ့ပဲပြောတတ်တယ်ဆိုတော့တဲ့ပဲပြောတော့ဆိုင်းအောင်လည်းအထားသေးကဲပြောနေရှိဖယ်လိုက်တော့ငါတဲ့ပဲပြောတတ်တော့ပြောအောင်စီကတော့ခုနကလေးတွေပြောကိုဆုံးမတွေပြောလက်ဆွဲပဲကျွန်တော်ရှင်းတယ်ကျွန်တော်ပြောပြီးညီမဟိုဟာဟေးနင်တို့ရတာကလေးတည်းရှိရကွာဘာဖြစ်လို့အဲ့လိုလုပ်လဲမင်းမသိဘူးလားညီလေးမသိခဲ့ဘူးအခုသိခဲ့တော့ကြည့်တယ်ဆက်တယ်ဒီနေ့ကနိုင်အဲ့စားတယ်ကျွန်တော်သိတယ်ပြောတာအစမင်းသိဟလားဟောအစားမသိဘူးကိုမသိကိုမသိအခုသိပြီဒီဘက်ကြီးတော့ခုဖြစ်တာဘာကြောင့်ဟုတ်မဟုတ်အခုကြောင့်ကျွန်တော်အဲ့ဒီဘုလိုသွားလိုက်တာသွားကြတာတော့ကြာနေလာတော့ကိုစိတ်ပြောပါလားကိုပါလားဆက်ပါလားဒါတင်ကြီးရဲ့မိမဖောက်ပြန်ရဒီမှာဒီကောင်ပါလေဒီမိုင်းရှယ်ပေးလိုက်ကျွန်တော်မသိပထမလိုက်လွှင့်ဆိုလွှင့်ပြပါမနဲ့နားမလဲလွှင့်ပေးလိုက်ကောင်မလေးကစောက်ခွက်မှာပဲဘာပြောလဲခုနကပြောလဲကိုမျက်နှာနဲ့ကိုမာတာတဲ့စောက်ခွက်မှာဟုတ်ပြန်တော့ဒီရက်ကိုလေးနဲ့ကြော်တော့လေးနဲ့ကြော်တော့အဲစားလေးတော့ပေါ့ကလိုက်တဲ့အချိန်မြများချယ်ပြချယ်ကြမြများချယ်ပြကြသာသူနဲ့တွေ့တာ၄နှစ်ကလေးတယောက်တော့ရှိပြီဗျာကလေးတယောက်ပဲပြောတော့နှစ်တော့မပြောတော့ဒီမှာယောက်ျားတယောက်ကိုအပြစ်ရှာတယ်ဆိုတာကအဲ့ချစ်ဟောင်းနောက်ဖြစ်ကိုပြစ်ရှာလို့မရဘူးဟုတ်လားဟိုလိုတို့လည်းခလေးကြောက်ကြမှာပေါ့အဲ့တော့မိမစီးလို့ငါပြန်ရှုံးမယ်ဆိုလို့ရှိရင်ဒီမှာပူစင်းတန်ဝေးရောက်လိုက်ပြီးတော့ပေါ့နားလေညလေဖုံးမကင်လဲစကားပြောလူကြီးပြောနားတော့လဲဖုံးချထားလဲညလေနော်ဘလို့စင်းနေပြီးတော့တယ်ဒီကမင်းကလည်းအကူမေးမှန်ကွာတဲ့ပဲမေးမယ်မင်းမသိဘူးထားတွားလို့တော့အပြိုလားနားမလဲဘူးလားစစ်လို့ရတယ်စစ်လို့ဘာတော့စစ်မတော့စစ်မလားငါပတ်စံအကုန်ခံပြီးတော့စစ်မလားတော့စစ်မလားတော့စစ်မလားရပတ်စံအကုန်ခံပြီးတော့စစ်မလားငါကိုနေပို့လိုက်မလားစေရောငါဖင်ပိတ်ညင်းနဲ့လီအခုကဒီကဘယ်လိုဖြစ်ချင်တာလဲညီးဖြစ်ချင်တာပြောတော့ဖြစ်ချင်တာပေါင်းတော့ရှိတဲ့အကျွေးဆက်တယ်ခေါ်လာလိုက်ဒါနှစ်ယောက်ဟိုရှိတုံးကသူစားထားတဲ့ပတ်စံတွေအကျွေးတွေပေါ့နော်ကလေးမွေးထားတဲ့ကျွေးတယ်ကလေးမင်းကြည့်မယ်မင်းစပ်ပြီးပေါင်းမနိုင်တော့ကကြီးကလေးတော့ကြည့်မယ်အခုမိမဟိုကဖြစ်တာတွေ့နဲ့တော့ပြန်လာခဲ့တော့ဒီကောင်လေ
မင်းဘာမလုပ်ရဘူး လို လား က်သွားပြီးတော့ပြက်လာတယ် 我叫你的，我都叫你的。 မင်းကမင်းမသူ့ကိုကြောက်လို့ထိုးတက်ပြစ်လိုက်လေကွာငန်းကြီးထွက်ပြင်ငါကိုယ်လည်းလိုက်ဖို့မနေစက်ကို ကိုကအားထားမှာဆိုဟိုတနေ့ကလည်းတော့ဖန်ယူရတယ်ရအိတ်သွားတယ် အာ ခန်းနေမှာ ဒီမှာသူတို့ခံပါ အာ ဟိုကောင်တို့ပြီးပြင်းနေတယ်အဲ့ဒါတည်းတော့မကြည့်နေသေးတယ်ဒီ အမေမစောက်ချက်မရှိလားညီလေးဟမ်စောက်ချက်မရှိလားငါကြီးအညီကမင်းကိုပြောပြမယ်နော်အခုတစ်ခါပြောလိုက်မယ် तू ကွဲသွားပြီထားလိုက်နော်မင်းနဲ့ညာမယ်ဒီကောင်မမင်းလီကိုမို့နောက်ထပ်လီထပ်ပြီးတော့ခံအောင်ပါမယ်လောင်းမလားငါပြောလိုက်ငါသွေးဖောက်ပြမယ်ဒီလိုမိမပြောတစ်ခါခိုးစားရင်နောက်တစ်ထပ်ခိုးစားမှာမှတ်ထားမသိမချင်းမင်းမင်းနဲ့ပြီးမှထင်းနေလား ဟိုရုပ်လေးနဲ့ဒီတဲ့ sorry မနေဘူးရှိတယ်ယူ ဒီ လိုက် ထားလည်းဒီကောင်ကြောက်လည်းမဟုတ် อืม ဒီလေကြည့်အောင်လေဟိုကိုလေဟိုကောင်ရုပ်ဟိုကောင်အဲ့ညီကိုရုပ်လေကြည့်အောင်လေ ဟုတ်မင်းသူကလည်းပြီးတယ်သူကတော့ကြည့်ရတာမင်းနဲ့ကြိုက်တယ်ဆိုတော့မင်းပြောက်လည်းကြိုက်တာဟုတ်ပြီလား ပြောကြတယ်မင်း သူကကြာပိုတိဆိုပါငန်းကြီးอืม 都跑了，第二些。 ကဲ ဘေးရလူတော်တိယူသွားပြီဆိုတော့ကြည့် လာတော့လည်းခေါ်ပြီးတယ်ကြာပြီးစားပါ ဟုတ်လည်းပြရတယ် ဟုတ်လား ချိလဲပြန်တိလို့ပြတော့ပြလို့တိတာပေါ့ အဲ့ဒါသူကိစ္စဖြစ်လာတဲ့ဥစ္စာအခုဒီကိုသူ့ကိုလုံးတင်လိုက်ကျွေးတောင်းတာလေးကိုခေါ်လာ ဒါနောက်တစ်ကောင် အဲ့လိုဘာလို့ပဲရှင်းပြီးတော့သူ့ကိုလောက်ဖြစ်လာတဲ့ကိစ္စ 我这个老年人上， ဖြစ်နေတော့တခါရောက်လို့ 现在 အေးဖုန်းခေါ်လိုက် 没了，都没毛有了，我好了，没毛有了，都觉得你上嘛呗。 ခံတယ်ဟိုကောင်ဖုန်းခေါ်လိုက် ကျွေးရအခုလာမယ်မှာတယောက်လည်းမဟုတ် ဟယ်လိုညီလေး ဟောင်းလည်းနေတည်ရ ညီလေးအေးဒီမှာမင်းနဲ့ဟိုမင်းစော်ဒီမှာကြည့်နောက်ကောင်နဲ့ဟိုဟာလုံနေမှာဒီမှာကြည့်မင်းငယ်လို့ခေါ်သူသိလားမင်းစော်လေမာတာသူကကြာအညီတို့တခါတည်းတွေ့အောင်ပြောပြတယ်မှာအခုပြဿနာတက်နေတို့လင်များတယ်အခုပြဿနာတက်နေဒီမှာကလေးတယောက်နဲ့ပွဲတနာပါရုပ်ခွင်းလိုက်လေညီလေးကဘာလို့ထွက်ပြေးပါမအေးလို့ရဲ့ထွက်ပြေးသွားချီရောဟမ် ဟုတ်ကဲ့မယ် ဟောသူတိသွားပြီ ဟောဘာရမင်းတည်ရသေးလားဟုတ်ကဲ့ကြောင်းလိုက်အဲ့ဒါစာရေး ဟုတ်ကဲ့တော့ 你那个烧你那个马路你那个。 မကသူတိသွားတယ် ပြောပြီးရေးကြချင်းပြေးပါ ဘီယူကိုနေစာပို့ထားကျွန်တော် 包进去要加一 ညီမလို့ခေါ်တာဟိုမဝေးကောင်းဘူးမဟုတ်ဘူးညနေမှစောင်းနေတယ်မထွက်လာပြီလားတဲ့ အခုခုနကဟိုကရုပ်ကြီးကပြပြကြီးနဲ့ဒီကောင်မဟုတ်မျက်နှာပြပြကြီးနဲ့တေကန်နီးနေငါတို့တူပြီလို့ ဗီဒီယိုကောပြောဒီမှာထိုင်နေ ဒါမှမပြောတာဒီမှာထိုင်တယ်ဘယ်လိုလဲ မဟုတ်ခုနကောင်မဟုတ်အေးဟုတ်တယ် ကိုရှင်းနေတော့ နားနားလေးလား ဟောရှက်เสียရောအလုံးမဒါဇော်ထွေးလို့အုံးရိုင်လို့ကောင်းတယ်ကွာဖာသွားချတာ ဖိုင်လိုက်ပြောလိုက်ပြောလိုက်ယူရတယ်မိုင်းဒီကြည့်လိုက်ဒီလိုဟိုရိုင်လောက်ပါ လုံးမငါနှုတ်ညက်ထားခုနကဗီဇာကိုတဲ့မြစ်တာနဲ့ပြုတ်ပြင်မရဘူးဟုတ်တယ်အဲ့ဒါဗီဇာကိုမြစ်တာနဲ့ပြုတ်ပြင်မရအောင်ဓာတ်နဲ့ပဲပြုတ်ပြင်လို့ရညီ လုံးယူနေလို့ရတယ်ဘယ်လိုလဲနားလည်းပြီ ရှိတယ်ကောင်းပါငယ်လေးနဲ့ မထင်ရဘူးတဲ့ကလေးတနာပါပဲကလေးရှိနေဒါကိုမကိုအခမ်းမတက်လို့ကွဲသွားရဆိုဘာမှမဖြစ်ပါဘူး 包进去你嘛包买了，你别拿起的咯。好了好了，过来就过来，俺们有要装买，有我交了，我早就交了。 အားလည်းအိမ် ဟုတ်ပြန်နိုင်ဆုံးစု အေးပေးလိုက်ပေးလိုက် ညညီမလေးဒီမှာအဖေပါမဖောက်ပြန်နိုင်ဆုံးစုရောဒါအဲ့ record လေးယူထားလိုက်ရအောင်အင်္ဂလိပ်ရှိပေါ်တဲ့ပြောမှရမှာပဲဖုံးပြောတာတော့အဲ့လိုမျိုးပါရှစ်လို့လား6လို့လား ပြောရတယ်ခလေးလည်းရှိတယ် ကလေးရှိတယ် ဗီဒီယိုကောဖတ်တော့ဟော နားတယ်ညီစိတ်တဲ့ဟိုတ ဒီ ဘော ရင် တည်း ဒီကအမှားဖြစ်အောင် တရားမှာပြဟုတ်တယ် ဒီလာမှာဗါလည်းကွာဒီငန်းရအောင်တော့ကလည်းမင်းတို့ဆိုတော့အမေမှာပေါက်တယ် ညာရှိပါတယ်ကောင်းတဲ့အဲ့ခဏကြီးရတယ် ဖုံးပြော ဗီဒီယိုကောခေါ်ပြီးအဲ့ဒါ အာ လင်းနေ ဩလင်းပေးမှရှိရင်လည်းတလိမ့်ဆန်ကြီးอ่ะမရှောက်ဘူးလားညီမဟမ်
ဖြတ်မှာတော့ဟုတ်ပါ ဆက်တာတောင်းပါလေတော့မဆောက်တော့ပြောင်းပြီ ပြန် တော့ ပြန် ခဏ ပြန် ရှင်းရတယ်တော့ ကိုပြလာကိုဆက်ရအောင်ပြောလိုက်ပါလား အဲ့လိုလား ကိုပြလာကိုဆက်ရအောင်ပြန်ပြောလိုက် ငါထုလို့ရငါထုပြလိုက်မှာ အဲ့လိုပြောရင်ရောဟိုအကြီးဆုံးစုပေးတယ် အကြီးဆုံးစုပေးတာမဒီအိမ်ကအစုတွေကအဲ့လိုမျိုးနေလို့လူမျိုးတွေပေးမလို့တာတိန်းထားတာ ဟိုအရှိကြီးပဲ ဒါဖောက်ပြန်နိုင်ဆုံးစု မပေးနိုင်ပါဘူးတို့တယောက်ကတော့ ပေးနိုင်တယ် ဟုတ်တယ်ဒီလိုပေးမှဒီလေးပေး ဘာလို့ဒီကပဲချီခွက်ပေးတာအိမ်တော့အိမ်သားကြီးဖြုတ်ပြီးပေးတာ အဲ့တော့ဝိုင်းနေ ဘလို့အဲ့လိုနေယူရနေ အေးလေဖောက်ကျွန်တော်တို့ပါဠိလိုပြောမယ်ဆိုရင်ဒီကောင်ကမင်းသူနဲ့အကိုပြောမယ်ပေါ့နော်ဒါအကိုပြောတာမင်းသူနဲ့ဆက်သွဲရင်လည်းမင်းကနွားဖြစ်အောင်မှာတခါတည်းကညီမြက်ပါယူထားလိုက်ညီစခွက်နဲ့တကယ်ပြောလားကျွန်တော်ယူပြန်ဟုတ်လားဒါမသိတော့ထားလိုက်တော့ဟုတ်လားကိုပြောတာ ဒီကောင်ပါရိုးဝဲမလား ကိုဟောင်းလေးလားကိုပါလူမျိုး ရိုးဝဲလားဘယ်လား မမရ အမကြီးတဲဝင်မဝဲတော်သေးတယ် မတိပဲရတယ်မတိပဲရတယ် အဲစပတ်တော်ဝဲနေပမာပြီးလို့ရှိရင်မှလိုက်ထဲကောင်လည်းကြိုက်နေအောင်မလီလူနားမလဲဘူးပြီးရင်တချို့ကောင်လည်း ခါမှဆက်ခါမိကိုကြည့်နေလို့လေအဲ့မောင်လေးသူပြောလိုက်တာမဟုတ်လားဟုတ်ပါဘူးကြည့် အဲ့တော့ကျွန်တော်နဲ့တူတယ်တူ လူနဲ့ကြိုက်တယ်ကျွန် စပတ်တဲ့ဒီရင်းဒီထိုးထည့်လိုက်တယ် အော်ညီရမြဲတယ်နော် အေးအဲမှာရေးတာငါမဖက်ချင်လို့မင်းတို့ပဲဖက်လိုက်တော့အောင်မြောက်တော့ကောက်တော့လား ကျိုး တော်ယူထားတာ ဒါသူ့ကောက်လား လို့တော့ တော်ပြီပေါ်ပြီပေါ်ထားရ ဒါဒီညီရဲ့အကောက်ပေါ့ လိုက်တဲ့ပေါ်မှာကြောက်လို့အဲ့တော့ဘာလို့ထွက်လာကြလဲ တော်နင်းတော်စီတောင်းနေတယ် ဆက်လေးပြတာပေါ်လိုက်ရပါတော့အကောက်ကောက်ပြချင်တာပဲ အခု ဒီလိုင်းကောင်းမပြမှာ ဒီမှာလားနော်ဘာလို့မယူတော့ပြောနိုင်အဲ့တော့နိုင်တော့အဲ့ဒီလိုနဲ့သူကျွေးတယ် မဒီကောင်လေး အဲ့အော်သူဘက်ကကလေးကိုတောင်းတယ်ဟုတ်နော်နောက်တစ်ချက်ကမင်းကိုတိအောင်ပြောလိုက်မယ်နော် ငယ်ပါသေးတယ်ကွာမင်းတို့လေးအားရှာလို့ရပါ ဒါသူ့ရဲ့မိသားစုကသူ့ကိုသွားပြီယောက်ျားလေးဘက်ကဟောက်ပြန်ယောက်ျားလေးဘက်ကလည်းဟောက်ပြန်ရင်မိန်းကလေးကဟောက်ပြန်ပြီးယောက်ျားလေးဟောက်ပြန်ပြီး ဒီမှာလည်းတယောက်ရှိသေးတယ် နော်ကလေးလေးဟောက်ပြန်ပြရတယ် အဲ့ဒါပြခဏ နော်အဲ့ဒီဝိုင်းဝိုင်းရောက်တော့ပါဒါပေမဲ့မင်းတို့ကလေးကြီးမကောင်းဘူးဒါပေမဲ့သူမြောက်ပြောတာက ဒီကြီးစမှုပကံဘက် ပြ မှာ ရပြီးယူလာ ဒီရိုက်တာ ကျွေးရ မြောက်လို့ယူလာတယ်ပြောက်လိုက်ယူလာ မြောက်တော့ ညလုံးရောပူပြီးရော စာအုပ်တွေကပါမှာလား အဲ့ဒီအမရှိပါကျွန်တော်စာဟောဘန်ကက်ရယ်ပေးထားပြီးသွားရင်မှတ်ပုံနေ သူ့အောင် သူ့ဟော သူ့အောင်ပြရ သူ့အဖေမှတ်ပုံနေမှာပေးထား အေးဖတ်ပေးမယ်ဩဒီဟိုဟာတည်းကမန်းတည်းကဗာပြောလဲဆိုတော့ကိုဆိုင်တော်ရေးတဲ့ညီမမန်းလေးဟိုတဲ့ကြောင်းအောင်ဖတ်ပေးပါနေလို့လို့ဖောက်ပြန်တဲ့ဒုစမတွေကြောင်းတဲ့ငါတို့မိန်းမတွေဟာတိတ်ခါကြအမှန်ပဲလေ ဟုတ်တယ်အမှန်ပဲ ဒီလိုကပြောရှုပ်တာရှုပ်လို့ရဒီပြောင်းနဲ့ပြက်လို့နောက်တော့ရှုပ်တာဘုမတာပါနေမရှိ ရှယ်ပေးပါ တော့ တကောင်ကြောင်း ဒီ လေး မှာလို့တဲ့ပုံက တူကြူထားတယ်အောင်နဲ့ ကောကျူတာစားမမှန်ဘူး အောင်ပါတဲ့ကောင်မှန်တယ်များပြေးကြတော့ဒါပဲရှိရတယ်ညီ ဒါပဲကျွန်တော်ရိုက်တာ ဖုန်းကပေးဒီကောင်အားကောင် ဒါပေမဲ့သူ့လည်းပဲဒီတော့ဆက်ပြီးခဏလေးကူပဲနားကြည့်နေတယ်ခင်ဗျာအဲ့တော့မတူအောင်မရ ညီမငါဖောက်ပြန်တယ် ညလုံးကွဲနေနိဘက်ကမှားတာလေဟာလာ तू ပြောတာနေလိုက်ရောမှာပဲလေနော် तू ဘက်ကဖောက်ပြန်နေဆိုရင် तू ဟိုပြရမှာဟယ်လို
ဟုတ်တယ်ပေါ့ဟုတ်တယ်ကြိုက်ကုန် နော်အဲ့သွားတဲ့နေရာအဲ့ကောင်လေးမပါသူအဲ့ဒီကီလိုစီကောင်ကစနေသေးရတဲ့နေရာမှာဒီကောင်ကိုဆောက်အားကြတော့ဒီလိုရှိမှကြည့်တော့ထိုင်နေရပါတယ်ထိုင်နေရနေတော့မှ သူမစိုးဘူး ထိုင်နေရတယ်မှ တော်အဲ့ဖုံးလေးတိုက်တယ်လေမှတ်တယ် ထိုင်နေရတယ်မှတစ်ဆယ် သူကဘယ်လိုလဲ တချို့ကောင်းနေဆိုမရဘူးနော်သုံးစားမရ ဒီ ဘူး မင်းလေးဝင်ပြီးလိုက်တာ မခုနာရအဲ့ရနေတော့ပတ်သက်အဲ့ရနေပြန်သွားရောဟို အခုလည်းသူ့တော့ခေါ်တာအဲ့ဂျီမင်းနဲ့ပဲသူပြီးလိုက်အဲ့ဒါနဲ့တော့ခေါ်တာ ဟာဒီကောင်တော်တာပဲလေ အေးဒီတော့ဖုံးလို့တော့ပြောတာ မိမိညာကျွမ်းတယ်လို့ပြောမှာတခြားကောင်းနေဆိုမရတော့ ဒီပြန်ကြဆိုရင်ကျွန်တော်လည်းကြတာပေါ့ဗျာပြန်ဘူး ကြည့်ရ ယူထွက်ကြည့်မြလိုက်တာမင်းကောင်အခုကမိမိမောက်ယူထွက်ကြည့်လိုက်ခေါ်တာပေါ့နေရာတိကျကွက်တိပဲဟောတော်တယ်ကြကွက်တိပဲတော်တယ် သူအပြင်ထွက်လာတယ်လေပြန်ဝင်သွားတယ်စာသူပြောလိုက်အဲ့ဒါတော့ပြောတာ ဩတော်တယ်နေဖုန်းဘယ်ဒီထည့်ထားပေးလောက်ဘောဖုန်းတစ်ချက်ထည့်ညီအမမဖုန်းဘယ်ဒီကုန်လုံး တိုက်ကြတော့တိုက်စရာ တော်တယ်ကြသူမိမအိမ်ဟိုအပြင်ထွက်တာအစားဝင်တာအစားအကုန်သိတယ် ဘယ်နေရာရောက်လဲသူဖဲပြောနိုင်အောင် ပြောတော့မရောက်နေတော့ မပြောဘူးအဲ့ဒါကွာလိုက်တော့ပြောတာတော့ရေးစားလို့ပြောတာ အဲ့ကောင်တက်ဘလောဝါကျွန်တော် ခုနကောင်လည်းမတွေ့ဘူးလားပြောလဲစောက်ခွက်ပြောင်းတယ်စောက်ချက်ခွဲအကောင်လည်းကျွန်တော်လိုက်ထဲမှာအခုလိုက်ကြည့်နေညီကောင်မအားလုံးပေါ့နော်လိုက်ချပြီးသွားလို့ရှိရင်အစနဲ့အဆုံးပြန်ကြည့်အမှဟိုကြောင်ထားတဲ့ကောင်တွေခုနတကောင်ဆိုရင်ဗီဒီယိုကောနဲ့ခေါ်ပြီးတော့ကောင်မလေးထင်ပြီးပြပြီးတော့ပြီးတယ်ပြီးရောတတိဝါ မီးဖွဲ့ရတာဘလုံးဖွဲ့ရတာဟုတ်သူတို့ပြန်ပြောတာဒီကောင်ကလူရထည့်ပြီးတော့သူတို့ဗမာရရတော့စိတ်ကလေးပြောမှာဒီမှာ ဩမပြည့်သူအမေနဲ့ ဘယ်သူနဲ့လဲ ကျောင်းထဲဟိုသူ့မိခိုင်ကျွန်တော်လည်းသူ့ဖိတ်သူ့ဖိတ် အဲ့လိုကြီးလား ဟောအဲ့လိုပြောပြီးတော့အဲ့နေလို့မေကဘာမှပြောလားသူ့မေက ဘယ်လိုပြောလဲတငယ်ချင်းလို့ပြောလားသူ့ချစ်သူလို့ပြောလားမသိရ ကုန်းနဲ့မိဘကရင်တွေ့ပြီးတယ်။ခေါ်မလေးမိဘ ကျောင်းထဲမှာမဟုတ်ဘူး နောက်ဘယ်လိုလဲ ခေါ်လိုက်လေမေကလီ ဟုတ်တယ် ပဲခေါ်မှာဆို အခုမေအကျွေးဘယ်လောက်ရှိတယ်မလို့နှစ်ယောက်ယူ အဲ့တော့ချိုးပေါင်းလိုက်အဲ့လိုကြ ဟုတ်ဆက်ပြီးပြောလိုက်သူ့ကိုအပ်ပေးလိုက်တော့ မင်းတို့အဲ့လိုကမင်းတိတ်လာလားပြီးတိတ်လာ အဲ့ဒီလူတွေကကျွန်တော်မသိဘူး ဟာ ဘာလို့ယူထားတာကျွန်တော်ကသူ့အလဲသွားတော့မှသူရှိကိုဆက်လို့မရဘူး ဘာအမှနိရှိဆက်လာ ကျွန်တော်ကြီးလမ်းဆက်လို့အဆက်လောလောယူထားတယ် ဘာလဲဘာလဲ မင်းမပဲသွားတယ် ဘာလဲလောက်လဲ အဲ့ဒါမသိဘူး ဟောအဲ့ဒါတော့ထားလိုက်ပါတော့အဲ့စိတ်ကြည့်ပါနည်းနည်းဟုတ်ပါလားအာမေ ဟိုသူမင်း အကျွေးတွေယူရလင်ငယ်အန်းတော့ ဘိုးခါကြောင်ပြဆင်အဲ့လိုတင်ထားလို့ရတယ်ဘယ်နဲ့ရှိလဲလားသူကဘောင်းနဲ့လိုက်ပါ ခဲရွေးလာ ။ဟုတ်လေအဲ့ဒါဆိုမင်းအပ်ပေးလိုက်လေ။အကျွေးရှင်တွေကိုခေါ်ပြီးတော့အပ်ပေးလိုက် ဖုံးထိုးလိုက် အခုဖုန်းလန်းထိုးလိုက်ဖုန်းလန်းထိုးရင်သူတို့နဲ့အလိုက် အခုမေဖုံးထိုးလိုက်ဘယ်ဒီကြောက်လေးမှမရှိဘူးတော့ကွာတစ်ချက်ငှားပေးကြပါသူ့ ကျွန်တော်လည်းမဆိုင်တော့ဘူး ။အေးရှင်းပေးလိုက် လုပ်ပေးလိုက်ဘယ်ဒီကြောက်ပေါ့ ဟောဘယ်လိုပြောလဲအတူတူကသူ့သူဆိုင်သူ့သူဆိုင်မတယ်လို့သူ့မှာမပေါ့သူတို့ကသူ့မှာတော့ ဘာတော့ပေါ်မရှိတော့ဘူးအားရှိဘူးလား ဘယ်တော့သွားယူလိုက်အဲ့မှာ အဲ့ပတ်ဖို့တော့ဘာမှမလုပ်တော့ဘူးလားအဲရှင်းတော့တောင်းနေရတယ်ဟုတ် ညီမပေါက်တယ်ဗလားညီမဆိုင်ပေါ့ညီမနားလိုက်တာလေ ဟောငါပြောပြမယ် तू ဖောက်ပြန်သွားတယ်ဆိုလို့ချင်းနေတစ်ချက်မှသုံးစရာမလို သူကလည်းချက်မပြီးတာ ပေးစရာမလိုဟုတ်လား ကလေးရှိရလားမမကလေးရှိရတဲ့ကသွားပေါက်ရအောင်ဆိုရင်ညီမကျဲတော့တောင်းပြန်သွား ဒါဥပဒေပဲ ဟုတ်ဖွင့်မဲလား ။ဟုတ်တယ်လည်းလူမှားတာပဲ ဒီမဲ့ဆက်တာလေးတော့ အခုအရောရရဖောက်ပြန်တာမဟုတ်ဘူးကွာမင်းကလေးဖောက်ပြန်တာအဲ့တော့ဘုရားကြီးကသူ့ကိုဒီမှာကိုသွားယူလိုက်ပြီအဲ့တော့သူ့မှာတင်နေတဲ့နော်မလို့နေအောင်လို့တင်နေတဲ့ကျိုးလို့မလို့ဆက်အဲ့ဒီဆက်ရအဲ့သူကဘုရားကတော့သူကသူကဆက်အဲ့ဒီကတော့ဘူး စပိုးဘိုးလည်းမဟုတ်ခလေးမွေးတော့ကျွန်တော်လုံငန်းလုပ်ပြီးတဲ့ပွဲစားသူရှိရတာချက်အောင်ပါလေအားများပြီအခုစောက်တော့မလားနေလေ ဒီကဒီမစားနေငါ ခေါင်းနဲ့အဲ့ပွဲစားစိုက်ပြီးတော့အဆက်မပေးဆိုလို့တက်လုပ်ပြီးထားသေးတယ်တပြားမပြသေး မောပစိုးဝဲစကားကြီးအများကြီးမြတ် तू ကလူဆက်ပါစေသူတို့လင်များနဲ့ရောက်ဆက်ပါစေ
ဟုတ်တယ်လေ तू လုံရင်လည်းမှားဟိုကလောက်ပြန်အောင်မှားတယ်အဲ့မင်းငါမင်းမအညီမင်းမရှက်ဘူးလားဒါမျိုးကြတော့ဟာမဟုတ်လေမင်းအဖောက်ပြန်มาထားပါတော့မင်းကတော့လူပြိုဟာမင်းကလူပြို तू ကကလေးရှိတယ်ဒီကလေးရှိတဲ့ကောင်မကိုတော့ကြိုက်တော့ဒီလိုမျိုးဖြစ်တော့လူအများကြီးမျက်လုံးတွေအများကြီးကွာမင်းမရှက်ဘူးလားအခုမေးတာညီငါညီမရှက်ဘူးလားဟမ်အဲ့တော့ညီမဖြေနိုင်ဘူးဆိုတော့ညီမရှက်လို့ဗောငါညီရဲ့အဲ့ဒါအခုကအကိုလိုက်တွင်လာတာကိုတယောက်တည်းလွင့်တာအများကြီးပဲလွင့်ကြတယ်ဟမ်ဘာဖြစ်လဲအဲ့မှန်တယ်လေမင်းကအဲ့ဒီစိတ်ကလေးကတော့ဘောကြတယ် မှန်တယ်လေ ဟုတ်လားအဲ့ဒီစိတ်ကလေးကတော့ဘောကြတယ်တောင်းရင်ပြီးတယ်ဟုတ်ပြီ အဲ့လိုစိတ်တရှိပါစေလို့ အများကြီးရှိတယ်နောက်ကသူထက်ခံအောင်ပါပဲဟိုတရားတော့လောက်ပါပဲ အဲ့တကယ်လို့အကိုပြောပြမှာကွာ live လွှင့်တာကိုတယောက်တည်းလွှင့်တော့အများကြီးပဲလွှင့်တာကွာ Facebook တွေရော TikTok တွေရောလွှင့်ထားတယ်တကယ်လို့မင်းအလိုက်ကိုကွာ record ယူပြီးတော့ပြန်တင်လို့မင်းအမေတွေမြင်သွားရင်ရောအဖေတွေမြင်သွားရင်ရောညီအမျိုးတွေမြင်သွားရင်ရော ဒီမှုကကျွန်တော်ပြောပြမယ်နော်အေးပါကိုကျန်းခွာစီတဲ့ကဆိုင်ရသမားရဲ့ ရှစ်တို့လည်းမြင်ရှစ်တို့ ဟုတ်လေကအော်ဒီမှာလား ရှစ်တို့ ဟယ်လို အကောင်လုံးသူတို့ဒီမှာပတ်စံပါရအောင် ပေးရှင် ဟုတ်လို့6ပေါင်း ကိုလေးပမာလာကို ထွက်ပါနေတော့ ကိုလူတွေမှတစ်ချက်ခေါက်ပေးရမှာ ခေါ်ပေးလိုက် ခေါ်ပေးလဲခေါ်ပေး ဒီလား10လားတစ်ချက်တော့လာပြီးလို့ရတာ ခေါ်ပေးဘူးပဲခေါ်ပေးဟောသူတို့ကောင်းရတယ် ဒီမှာခနဲ့ ဘယ်လိုလုပ်မလဲခဏနေကြရင်ဘယ်လို ကိုလေးအကျွေး အမဟုတ်ကဘလို့ဆက်ပိတ်ပါဘယ်ဒီကုံသွားလား ဘောမရှင်းတယ်ဘောမရှင်းတယ်အာဦးလေးဘောတစ်ချက်လာပြီးလို့ရတာ အခုကျွန်တော်တို့က လာမရဘူး သူတို့သူရတာသူတလည်းပြီးတာဟုတ်ပါမလားအခုသူကလည်းယူမယ် ခဏကြာပြန်ဆက်လာဦးလေ သူကတောင်းယူမယ်နော်ဒီပတ်စံလေးဆိုတော့အခုဒီလေးကတော့ပါနေတယ်သူဟာပြီး ကျွန်တော်လည်းကျွန်တော်ပြောတဲ့ကွဲပြီလေဟိုက तू က သူက ယောက်ျားတင်းယူ မဟုတ်အမသူတို့စကားသူပြောတဲ့စကားအမနားထောင်တယ်မလို့တော့ဘူးမ ဟောအမနေချေရတဲ့15ရက်မှာဒါဆိုမှဘယ်လိုပြန်ယူမလဲအဲ့ဒီကိုရတဲ့ပတ်စံကိုတော့တော့ကျွန်တော်ယူပါ ဒီနေရာပေးလိုက်မယ်ကျွန်တော်လည်းဆိုင်တော့အဲ့ဒါလုံးဝ မောင်မလည်းမခံဘူးလည်းပြောတယ်မလည်းမခံဘူးလည်းပြောနေရကြတယ်မောင်နေလွတ်ရတဲ့အမလုံးပါပဲ အမတော့လေးစားပါ့မကြီး ဒါကတော့ကျွန်တော်ဒါယောက်ျားလေးကဖောက် အဲ့ဒါဆိုတော့ရမယ်ဦးလေရ ကျွန် မယ်ရ တော် မယ် ဟုတ်လားယောက်ျားလေးကဖောက်ကြလို့ရှိရင်တော့ဒါသူကိုလို့ရှင်းရ ဒီပါလို့ရှင်းရမယ်အခုပေါ့ဗျာ သူကစားတာဖြစ်တဲ့အတွက်သူတောင်းယူတယ် ဝေးလာ10လမ်းမှာဦးစောင့်နေတော့ ရှင်းတော့ဘုရားမဆိုင်တော့ကျွန်တော်အဲ့ဒါလေးခေါ်ပြသိချင်တယ်အဲ့တော့သူလည်းစောင်းဒီမှာပြန်ပြီးလိုက်သူစောင်းလို့ဒါမှသူထားတော့မှ နေပစ္စည်းတဲ့ကိုလို့ပြန်ယူပေးမှာ25နှစ်ချေလာတယ်မဟုတ်လားပြောရမြင်ရောင်းနေမဟုတ်လားဘယ်လိုမှဆင်းနေမဟုတ်လားမလည်းမခံတော့ဆောင်းတော့ပြန်ယူမှာလား ရှင်းနေတယ်လို့သူလည်းပြောလို့အပြင်မှာလာပြောမှရအောင်ကွာရှင်းနေတယ် အဲ့ဒါဆိုရင်6000နဲ့ဘုရားဘာလို့ ဘယ်လိုလဲ ဘောင်းတော့ဒီလိုတောင်းထားလိုက်တော့ခုနကောင်းတောင်းပေါ့ခုနကောင်း အမသိတယ်ဗောတရားသိတော့ဘလို့ပဲဖြစ်ကျွန်တော်တို့ဒါယောက်ျားလေးဘက်ကအရင်ဆုံးဆိုရင်ချီးရစတေးရစ အနောက်လူတွေကပြောတဲ့ပုံပေးမယ်တဲ့ကျန်တဲ့ဒါအိုင်းမများဘူးဒါပေမဲ့အမဟုတ်နေကြတယ်ကြတော့ ဟောနည်းနည်းဒါတော့ဒါပြီးတော့နော် ဒီခါကျတော့သူကျင်းတဲ့သူတော့ဘယ်လိုမှတောင်းနိုင်မှာကြလဲပြန်လိုက် အဲ့ဒါဆိုရင်ကွယ်လာရိုက်အဲ့အကြီးကဘလို့ဒီမှာပါစီရတော့အဲ့ဒါသူနေမှုစကားပြောအဲ့ညီတို့စကားပြောနော်ဟိုသူ မမတော့တာမရအမလည်းမခံဘူးတော့ဘယ်လိုပြောမယ်နော် သူအားလေးတော့ပြန်ပြီးနော် အေးပြန်ပြီးသူကတော့ အဲ့တော့သူလည်းမဆိုင်တော့ဘူး မကိုတင်လည်းရှိတယ်ဘတ်ကိုလည်းရှိတယ်အမဘယ်လိုပြန်ပေးမယ်နေ့ကြတော့ပစ္စည်းနေ့ကြပစ္စည်းဘယ်လိုယူလာမယ်15ရက်နေ့ကျရင်မချက်ချင်းပြန်ပေးမယ်ဒီရုံမှာဆင်းချင်းလာအိမ်မှာပဲဆင်းချင်းလာတော့ပဲဘယ်လိုလုပ်ချင်းလာလဲ သူစာရွက်စာတမ်းသူအမကြီးမရှိလားတခါတည်းပေးလိုက်တာကောကိုနေ နေ့ကြဟာ နောက်တခါတည်းယူပြီးပို့ထားလိုက်တခါတည်းယူပြီးပေးထားလိုက် ဆင်းသွားဒီမှာခါဆင်းသွား15ရက်ဆင်းရအောင် တခါတည်းဟိုယူသွားလိုက် ဟုတ်ရဲ့ခါလေးရှင်းတာဟောကုန်ပဲအဲ့ဒါတော့ဟိုတယောက်နဲ့တယောက်ကျွန်တော်လည်းဘုရားမြင်နေကြည့်ကြဗျာနောက်ကြမှာဟိုဒီသူကဘယ်အောင်လို့ဒီမှာဒီမှာပြန်လာကြတယ်ဒါပေမဲ့အခု
မှန်တိုင်းပြောနေတာကတော့ကျွန်တော်တို့ကလူကိုပြည့်တဲ့ရှင်ဘူးသူကတော့လူကိုပင်းနေတွေ့နေတဲ့ခါကျတော့သူကိုပဲလေးမိုင်းနောက်တော့ယောက်ျားလေးမှုကိုစိတ်ကနေကျွန်တော်တို့တာမီသူကအဲ့လိုမျိုးလုပ်တဲ့ခါကျတော့မင်းနေတော့သူကတော့တောင်းပြီးမယ်ဒါပေမဲ့ပတ်စပို့ကိုပါဘောသမားတွေအဲ့တော့သူကသူပတ်စပို့ကိုပုံစံကျန်တဲ့ဟာတော့တောင်းယူရမယ်နှုတ်ကြီးအောင်လုပ်တာဟာပေါ့နော်ကလေးတွေပါသူကကလေးသူတောင်းယူနေပြီအဲ့တော့ကလေးတော့သူရှုံးနေတော့ကလေးကပြီးပြီသူတောင်းယူတဲ့အတွက်ကလေးစီးပါတော့မကြည့်နေတော့အပေါ်မှာလည်းကျွန်တော်တို့ကလေးကြီးတော့ဘယ်လိုလဲရေးရတာပုံစံကြီးတော့လည်းတော့လာရွှေခဏတူတူဖေးရမှာလေကိုလေးတော့ဆက်တယ်ဘာမှမဖြစ်ဘူး မနေ့ကသူရကြအမပြုတ်တယ်တစ်ချက်တော့ကောင်းကြတာလို့ကျေကောင်းမှာပေါ့အဲ့လိုမျိုးလားဘောလည်းဝိုင်းပြောပေးမှာပေါ့သူကမှကိုယ်ကလည်းအားပဲပြောနေတယ်အေးဘောသူကပြောတာသူကအတိရှာနေတာကသူ့မှာအရင်ကမိမရှိရတာကိုအတိရှာတာဒါဆိုအဲ့ဒါကမဆိုင်ဘူးမှာဒါအရင်ကမှသူကခုချိန်မှာကိုကလည်းမာပြီးပါပြီဟုတ်လားတမ်းပြီးလည်းရှိသွားပြီသူ့မိမကြီးကတရားသူကတရားမဟုတ်ပါပဲဆူဆူလာခဲ့သူခေရသူရှင်းနိုင်ရမယ်သူမရှင်းနိုင်ရင်သူထောင်ကြဟုတ်တော့အခုကသူကအဲ့ဒါကိုပြောချင်တယ်အဲ့ဒါကအဖြစ်မလို့ဘာလို့ကိုတော့မြူခင်ရဆိုတော့ပြစ်စီတယ်အဲ့ကျွေးများတော့ကလေးလည်းရှိလို့ကျွန်တော်ရွက်လည်းမတော့ရက်လည်းမတော့အဲ့အကြောင်းမို့မင်းလို့အရွက်တော့အရွက်တော့အကောင်နော်ကလေးရတာဘူးကျွန်တော်လောက်စားမရဘူးကျွန်တော်ကရေတက်ဘူးကောက်ပြီးတော့ဇောင်းတော့လုံးရှိရအဲဘူးတွေကမလောက်အောင်ဒီလက်ပါလုံငန်းမှာရေပတ်စံမလောက်လို့အဲကလေးရတော့ဟုတ်ပါလေကျွန်တော်ကရေတက်ဘူးကောက်ပြီးတော့ပြန်ရောက်တယ်ဘုံတွေပါဟောကြည့်ကောင်းလားတော်တာပဲလားဟမ်ကိုနေသူပြောတယ်ဗာလဲဟိုရေတက်မှုကောက်ပြီးတော့တဲ့သူမိမကိုပြန်ရွှေ့ဟိုပါပြန်ဒီလေရေတက်မှုလေးရေတက်မှုကောက်အမတိရပေါ့တိတာတော့သူတို့အခန်းမှာခဏခဏသွားတယ်လေဩသူသွားတော့လောက်တယ်အိုးပြန်လာတယ်ပကိုးသားတွေမိမနိုင်ရင်လည်းပြောတယ်ဘာလို့မိမကြောက်တာကွာဟမ်ဟောမမရမင်းပကိုးကနွားကြီးอ่ะပြောအာပြောတယ်ခဏတော့ဟာကျွန်တော်တို့ရိုက်မှာကြောက်လို့ဒီဝဲကသူနဲ့ဒီကောင်မနေတယ်ဘာမှမမားလာဘူးကွာဖြစ်ပေါ့စောက်ကျွေးပေးရမှာဆိုလို့ခေါ်လာခဲ့ဒီကိုအေးလို့လီးစကားပြောတယ်ငါလိုမှသာလီရွာခဲ့မရဘူးဟောရရလူရိုက်မှာကြောင်းဘာတောင်းလို့ပြောတာအဲ့ဒါကပြန်ခေါ်လာရိုက်ခွဲပြလိုက်ငါလိုမှသာရိုက်ခွဲပြလိုက်မအေးလို့ဘာမှချပြဘာမှမလုပ်ဘူးလားဘာမှမလုပ်ဘူးဟာယောက်ျားကပြုနေနေတော့မင်းကမပွင့်မနေမပြောနဲ့ဘာမှမလုပ်ဘူးချလိုက်တော့ကိုနေငါလုံးမှသာလာပါစေတိုက်ရလိုက်ကြငါထင်သားပဲငါပြောနေတာစောက်ကျွေးပေးရတော့မယ်ဆိုတော့ပြပြပေါင်းမလားဟမ်ပေါ်မင်းမငါစောက်ခွက်ရိုက်မှာမကဲဟိုကောင်ရိုက်ခံမှာဆိုလို့တခြားကြီးလားဝယ်ရမပြီးသေးဘူးမှာနောက်ထပ်လိုက်နောက်ထပ်မျိုးအဲ့ဒီဘယ်လိုကိုကြားလဲဘမကိုလည်းကောင်းဘူးလားကိုကြားလို့ရောက်ကြမှာလေဒီတော့မှလေဒီမလောက်ကောင်းမကောင်းဘူးစီမကောင်းဘူးစီယူထားတိခါထားလိုက်သူ့ပြင်မလားသူ့ပြင်မရဘူးလားဆုံးမလိုက်တော့ဆုံးမရဘူးလားဆုံးမလိုက်တော့မဖောက်ပြန်နဲ့မကောင်းလားမကောင်းရင်ဘုလေးတွေငါမကြိုက်ဘူးကလေးမလေးယူတော့ဒီကပါနေဒီလီကိုယူတော့နောက်နေယူတဲ့ခါကျတော့တောင်းကြရင်ပြန်စားပါပြန်မပေါင်းတော့နဲ့ပြန်ပေါင်းလဲမင်းဘာတူးတော့မပေါင်းတော့ဒီပြန်ပေါင်းလားဒီမှာနေတောင်းမှသိပြန်ပေါင်းပါတောင်းမှချစ်တော့
တော့ခိုင်တော့ခိုင်နော် မပေါင်းတော့နဲ့ တော့စပါဟဲ့တော့ပြီးလို့ရှိရင်လိုက်ရစတော့ပြီးတော့ အလုံးမပြန်ပေါင်းရင်မင်းငါချမှာနော် ပြန်ပြီးသားရောမရှိမရှိတာတကယ် ဒီကောင်တွေပြန်ပေါင်းလို့ရှိရင်ရိုက်ခွဲပြည့်နော်တွေ့နေရိုက် ချစ်တာသူမမအောင်သူမတော့ပြန်ကြောင်းဒီပြေရောအားလေ သူ့ကျွန်တော်တရားတယ်ဆိုတော့အော်ဒီမှာဖဲဝါရိုက်စောက်ရုပ်ကြီးရဲ့ကြီးကဲဟိုကောင်ကကြာပတ်စံအကျွေးတန်နဲ့ကြာပေါ့ အောင်းဆိုတင်းပြာနေနေပဲ တိမ့်တရနီးနီးပဲနော်ခုနတောင်း အဲ့တော့မှာ မသူ့မေရှိနေတာပဲမြန်မာပြည်မှာသူ့မေကိုခြံရောင်းပြီးတော့ဆက်ခိုင်းလိုက်ဟမ် ပြောလို့ရှိရင်ဆန်းနေကြတော့လေပေးမယ်ဒီပြာဒီပါလာတယ်မနေ့ကတော့လက်ချမ်းရှိတယ်ဒါနဲ့တော့ဆက်ကားရမ်းလွယ်လိုက်တယ်ရောလေအမပြမစစ်တောင်းတယ်ဘယ်လိုရတူပဲဟိုရှိတယ်ပြီးပါမဟုတ်ဘာဖြစ်လဲလင်းကားတော့တောင်းတော့သိရလေတော့တောင်းပါသားမှာရတယ်ဘုမာရတယ်ဘုမာရဆိုရင်လည်း10လောက်ဖြစ်ပါပြီ ဖောက်ပြန်တာမဟုတ်နောက်လင်ယူသွားတယ်မှာလင်ကြီးထားပြီးတော့ဖုံးပြောနေတော့အခုနောက်လင်ရလဲအခုကအကျွေးတန်ကြတော့ပြေးကျင်နေပြီဖေးတဲ့ခုနကကျွန်တော်တောင်းဝင်ယူမယ်ဆိုပြီးတော့ငါသူ့သားကြီးဖြတ်လာမင်းပြန်ပေါင်းရင်တော့အလုံးမမင်းထိမှာနော်မင်းထိမှာနော်ပြန်ပေါင်း ငါကိုလည်း ပြန်ပါပါပြန်ပါလို့တော့ခေါ်ပါလေအဲ့ဒီနေ့ဆို အာမျက်လုံးကအများကြီးပဲอ่ะတစ်လုံးနဲ့မမော့မြန်မာနိုင်ငံမဟုတ်ထိုင်းနိုင်ငံ ဒီနောက်ပြန်ပါတော့ဒီအချိန်မှလာလို့တော့ ခေါ်ဖာသမရိုက်တတ်ပြမှာမ ချစ်တယ်သူ ကျန်တဲ့ရက်လောက်ခေါ်တော့မကျင်းတာ သူတော့ပြူဆိုခလေးလေးကိုစားရတယ်လို့ရှိဘူး အမလောင်းမလား तू အခုဟိုကောင်က तू မပေါင်းတော့ဘူးဒီကောင်မအကြည့်တာ तू တွားစရာမရှိတော့ဘူးဒီကောင်စီပြန်ကတ်မှကြီးอ่ะစောက်ကျွေးပေးရမယ်တကယ်လို့စောက်ကျွေးမပေးရဆိုဒီကောင်မယူလောင်းမလား လုံးနဲ့ လောင်းနေတယ်အမလောင်းအမလည်းပုံမလေးလေးတမ ဒီကားပြောတာလေမိမအရင်ကတော့တူဟိုကျေးစင်နေတာမှလည်းခဏခဏအမတိလာလို့ညီမရဲ့တွေ့ရတဲ့အမနဲ့တွေ့ပြန်ပြီညာပလိုက်တဲ့လိုက်နေမယ်ကံတွေ့ပြန်ဘောပစပါသွားတယ်6သိပ်ပါသွားတယ်ဒီကောင်ကလေစက်နေသူနဲ့ဆက်တဲ့ရှိတဲ့သူများဘယ်လိုပြောလဲနော်ဆမကိုလည်းဘယ်လိုပြောလဲဆမပြောတဲ့အမမင်းသူများလိုက်နေတာသူတို့ကဆက်တဲ့တော့ပြေးခိုင်းနေတာတဲ့ဟိုမှာ ပြီးရင်ပြောလို့လည်းကိုဖြတ်ပေးလိုက်အမောရဟာအဲ့ဒါစီးပွားကိုဖြတ်ပေး ကုန်ဖြတ်ပေးလိုက်ပြီးအမကျန်တာဒါကျွန်တော်ဂျားတယ်ပေါ့နော်စိတ်ဝင်မစားဘူးသူ့ဟာကိုပြန်ပေးလိုက်သူနဲ့ပဲရှင်းတော့မှနော်သူနဲ့ပဲရှင်းမဟုတ်ပြောပြတော့ဟိုကောင်လေးကလက်မခံတော့ဘူးဆိုသူ့ရဲ့လင်ကလက်မခံတော့ဘူးဆိုရင်သူကြီးပတ်မှာဆိုတော့မှနော် မရောက်တာဒီရောက်တာညီမမရှိလို့ပါလားမရှိလို့ခံစားရတာ အဲ့ဒါအချက်တည်းကမပေါ်ဘူးမုဆူတွေကဘာတော့လို့အရမတောက်တက်လို့လေစလေးမတောက်တက်တော့လေမိမကိုအောင်အရမတောက်တက်ဘူးအရမတောက်တက်ဘူးမဟုတ် तू က तू မလိုချင်ဘူးဆိုတာ तू ကမိမကိုချစ်လုံးပြီးတော့ဘူးကောက်ပြီးချကျွေးလို့အဲ့လိုနွားကြခံလို့ညီတက်ပလား30နှစ်အော်တေကန်နီးနေပြီငါတို့နဲ့ तू ချိန်လိုက်ငါတို့တေကန်နီးနေပြီဟုတ်လားငါတို့35လေအသက်ကြီးတယ်လေအသက်ကြီးတော့မကြိုက်တော့လေနော်ဘာမှမပါနိုင်တော့ဟိုမှာငေရောရတစ်ချက်လက်နာပဲဟိုကောင်လာရင်တော့ နားလည်းပြပြပြောနေ ချက်ခိုင်းတော့ပဲဖုံးပေလေးအကုန်လုံးပဲ ထားလိုက်တော့ ထားလိုက် ထားလိုက်တော့ 6 မဟုတ်ဘူးလို့ခါလိုက်ဆိုတာပြောတယ် နှစ်ပတ်လုံး ငါမေးမယ်မင်းဟိုကောင်မနေရဟိုကောင်နဲ့ကလုတ်ပြီးွားတော့ထင်တာဗျ ညတညတော့အဲ့ဒီတယ်အဲ့ဒါတော့သူတို့ပဲပြီးမှာပေါ့ လိုးရွားဟောခုနကငါမေးတော့ကျွန်တော်တို့ကမလိုးရဘူးဆိုမဖြစ်နိုင်ဘူးတော့လိုးရွားနေမှာကြည့်လားဒါမရကြရင်သွား မဟုတ်ဘူးလေသူတော့အိမ်ပြီဆိုတော့ဒါတော့ပါတော့ အာတေးတော့တော့တယ်ကွာယုံတရားကြီးတော့ကြာကူလီဒီမှာကြည့်အောင်တေးတောင်ကြာတာလို့ဥပ္ပူရငါစိတ်ပြက်လိုက်တယ်
ပြက်နိုင်လားလို့ယုတ်ကြည်ရတဲ့အေးမင်းမေးနေပြက်နိုင်လားတဲ့ဟမ် ပြတ်နိုင်တယ် ကြည်နေအများကြီးနော်ခုနဆိုရင်နော်2000ကျော်တယ်နော်မင်းလိုက်မင်းဘက်ကနာပြီးတော့ပြောပြက်နိုင်လားတဲ့ ပြတ်နိုင်တယ်ကိုပေါ်မှာကောင်းမကောင်းတာလောကပြန်လာသမင်းလဲချက်ထားတာလည်းမဟုတ်ခုနောက်ပိုင်းဆိုလုပ်ငန်းဝတ်စားအစားကျွန်တော်ကကျွန်တော်ရှော်ဝရတာ ရှော်ရဘာလို့မလျှော်ဘဲနဲ့ထားတာ အကုန်မေးမယ်မေးခုနထားပါအဲ့ဒါ9000ကျော်တော့ဘာလို့လဲပတ်စံအကျွေးတွေက ဘလို့အပ်တာတွေဝယ်တယ်ဘလို့အပ်တာတွေဝယ်တယ်တော့သွားယူတယ်ကျွန်တော်အဲ့ဒါတွေကကျွန်တော်မသိအောင်လည်းသွားယူတယ် အဲ့ဒါအကုန်မေးမယ်မေးတရအခန်းကားနဲ့လာတာထုတ်တာနဲ့လောက်တရားလာလောက်တယ်ဟာအကြောင်းဘူးကောက်ကျွေးတာဟုတ် အဲ့လေဘာမေးလာတာထုတ်တာနဲ့အခန်းကပေးတာနဲ့ပြီးသွားလို့ဆိုရင်အတိုးပေးတယ်အဲ့ဆိုရင်ကုန်သွားပြီစားဖို့တော့မကြံတော့အဲ့စားဖို့တော့ဖို့ကဘူးကောက်လို့ရောင်းပြီးမှဝယ်စားပေါ့မကြံတော့လည်းထပ်ယူပေါ့ဒါပဲရှိတာသူကတော့သူမိမဟိုတကားလဲဒုဗလဲဟိုဗလဲတောင်းမှန်လားဘယ်လိုတောင်းမှန်ဒုဖက်ပြီးတောင်းမှန် ဟုတ်ဒီလိုပဲပါဇက်နဲ့ပဲနောက်ခါမရိုက်တော့ဘူးမနှက်တော့ဘူးမရိုက်တော့ဘူးမနှက်တော့အဲ့လိုခရီးပေးအဲ့နောက်ပိုင်းလည်းကျွန်တော်စကားပြမလုပ်တော့ဘာဖြစ်လို့ဆိုတော့သူမလုပ်အိမ်မှုကိစ္စမလုပ်တာတွေကသူများကမမြင်ဘူးလေကျွန်တော်ဒေါသထွက်လို့လောက်လိုက်တာလည်းမြင်တယ်မြင်တယ်အေးအဲ့ဒါဟုတ်တယ်ဒီတိုင်းပဲထားပြီးတော့သူမလုပ်ရင်ကိုယ့်ကိုထားလို့ရကဲတော့ဒီလောက်သဘောသားပြေးသွားတာပမာတော့ရှာဟာမင်းတို့ကောင်နေလက်တွေရားတယ်မဟုတ်ဘူးလားလေသူကတော့နားမလို့ပြောအဲ့လိုစီပြီးတော့နေလေတော့ဟာပဲရေတော့ရေဒီချာမျိုးလည်းဒီပြောမှဆုံးဖြတ်လို့ရမှာလေဒီချာမှမဆုံးဖြတ်လို့ရမှာဘုံပဲဒီကြီးကွာရွေးကျွန်တော်ပြောတာပန်းကြီးကပြောတယ်ကျွန်တော်ဒီမှာသူမှာပွားချင်းရွေးပြီးဘာမှမဖြစ်တော့ဘူးကျွန်တော်ကပတ်သက်ကျွန်တော်ဆုံးဖြတ်တယ်ကျွန်တော်ကမရှိဘူးရောဘာမှရွေးပိုင်းရှိတယ်ဆိုတော့ကျွန်တော်မဟုတ်ဘူးသူကအဲ့တော့ရှိရပြီးတော့ကျွန်တော်ငွေကမမေးပြီးတော့ဟိုတမေးတိုင်းကျွန်တော်ကိုပေးခိုင်းတော့ပြောတယ်ရှိရဲ့ဝဲဝါးရေးပြောတယ်ကြာပြီဘုရားကြောင်းအဲ့လိုကျွန်တော်ကိုပေးသူပြောတယ်အဲ့တော့နောက်နေ့ချုပ်လာတာမချုပ်လာတာကျွန်တော်လည်းမကြည့်ဘူးတော့တကြံတော့ဒီလိုဖြစ်နေကြရတယ်အဲ့ဒီကိစ္စမှာကျွန်တော်ပြန်သူ့ရဲ့မဟုတ်တာကဒီမှာကျွန်တော်ကပြီးတော့မယ်တကယ်မြေဘက်ကသူ့ကိုဘာမှမကျူးလွန်ထားဘူးကျွန်တော်ကိုလည်းရှိတယ်ကျွန်တော်ကိုလည်းရှိပါတယ်အခုဒီကိုသူ့ပြပါနေစကားတိုးနေကြလို့သူပြောနေအောင်ပြောရေနဲ့ပတ်လိုက်ပြောဟုတ်ပြီကျွန်တော်အထက်ပြောတိုးနေ မေးလို့ပေါ်တယ် ငါတို့အောင်မျိုးပေါ့အဲ့ဒီရယ်ဆိုင်ငယ်ကြီးဦးဆိုင်ငယ်ပြောရမှာကဲဒီကဆိုင်ကဘူးပေါ့အဲ့တော့မေလို့ခေါ်ခိုင်းတယ်ရပါလို့သူ့တကယ်မေးရတယ်ဟေးပုပ်ပိတ်လေးလေးပြောမှားထားတာနေလို့မမှားထားဘူးအဲ့ဒါမျိုးကလည်းအဲ့လိုလုံးဝတော့ခုမှကြောက်လို့တဲ့ခုမှကြောက်လို့တဲ့အော်မင်းယောက်ျားပဲရမင်းယောက်ျားစကားပြောပေါ့အခုကမင်းဖာသမားဖြစ်သွားတယ်အဲ့ဒါမှတော့ဘာလို့မမလာဘူးဆိုတော့ဒါကမင်းရဲ့ကြောင်မျိုးပဲကြည့်တယ်အဲ့လိုမကြည့်ဘူးအဲ့ဒါပါလေနေတဲ့ပုံကဒီများလို့ဖြစ်နေတယ်သူကအဲ့တော့အဲ့ဒါမှသူအေးချူပြီးတော့အေးချူပြီးတယ်တော်တယ်ကျွန်တော်လည်းဒီမှာမားပါရှိတော့ခါလာတိတ်တယ်ဆန္ဒစိတ်နဲ့ရှိတယ်ဒါပေမဲ့မင်းကအကျွေးမြင်မှတော့ဆန္ဒစိတ်မရှိတော့အဲ့လိုမျိုးလားရှိတယ်ကျွန်တော်လုံးဝတကယ်မသိဘူးငါပြောကြတဲ့ပွဲနေပြီပွဲကြပြီရောက်လာဒါပေမဲ့မေးတာမဟုတ်ဘူးသူ့ကမေးတာ
တော့တော့ကိုကမေးရ တော့ကိုကသူ့ဟောပြီးရ အာအာ ကျွန်တော် အဲ့တော့အဲ့လိုအဲ့ လောက်ပြောင်းလာတယ် လိုပြောတဲ့ခါကျတော့သူတို့ပတ်သက်ပြီးတယ်အဲ့လိုပတ်သက်ပြီးတယ်ဘယ်မှာလဲဒါကိုလိုက်စားရအောင်ကတ်နေတာ